တိုင်းပဲနော်ပေးထားတဲ့ဒီမှာနှုတ်တဲ့ကိန်းတန်းကိုခွင်းတွင်းမယ်ပြီးအလဲကောင်မှာကျတို့ဘာလုပ်မှာတော့အနှုတ်လက္ခဏာနဲ့ပြောမယ်ဥမာတမယ်ကျတို့ခွင်းနှခွင်းနှုတ်မယ်ဆိုရင်ဇာထဲမှာအနှုတ်လက္ခဏာထည့်ပြီးသူကနောက်တစ်ဆင့်အားကျတော့ခွင်းဖြုံမှာခွင်းဖြုံမယ်ဆိုရင်အဲ့ဒီအနှုတ်လက္ခဏာရဲ့နောက်ခွင်းထဲမှာရှိနေတဲ့ကိန်းလုံးတွေရဲ့လက္ခဏာတွေကိုပြောင်းမယ်တဲ့အဲ့လိုသမီးဒီမဲ့အနှုတ်ရဲ့နောက်ခွင်းဆိုတာဒီခွင်းဆိုလိုချင်တာဒါပထမခွင်းဒါဒီဒုတိယခွင်းပေါ့ဒီကျတို့ဒုတိယခွင်းထဲမှာရှိနေတဲ့ကိန်းတွေရဲ့လက္ခဏာတွေကိုပြောင်းမယ်အပေါင်းနဲ့ပေးထားရင်အနှုတ်ပြောင်းအနှုတ်နဲ့ပေးထားရင်အပေါင်းပြောင်းပေးမယ်ကြားမလားသမီးဟုတ်ရပါရှင်ကဲဥမာတင်ပါကြည့်အောင် 4x square plus hy minus 3hy square ကနေပြီးတော့ x square minus 2hy ကိုကျတော့အလျားလိုက်နှုတ်မယ်အဲ့ဒါပထမဦးဆုံးတစ်ဆင့်ဒီမလုပ်ပြရမှာခွင်းသွင်းပါပါရှင်ခွင်းသွင်းမယ်အဲ့ဒါကျုပ်ဒီမှာနှစ်ခုကိုခွင်းသွင်းမယ်အလဲကောင်မှာအနှုတ်လက္ခဏာတက်မယ်ပြီးရင်နောက်တစ်ဆင့်ကခွင်းဖြုတ်မှာပါခွင်းဖြုတ်မယ်ခွင်းဖြုတ်ပြီးတော့ဒုတိယမှာရှိနေတဲ့ဒုတိယကိန်းတန်းကလက္ခဏာတွေပြောင်းဒုတိယကိန်းရဲ့လက္ခဏာတွေပြောင်းမှာမဟုတ်ဘူးလားအဲ့ဒါသမီးဒီမှာကြည့်ကြည့်ဒါဒုတိယကိန်းဝင်းထဲမှာရှိနေတဲ့ကိန်းကြီး x square minus 2hy သမီးအဲ့ဒီမှာ x square ဒီ plus နဲ့လာလား minus နဲ့လာလား x square minus နဲ့လာဘာလို့သမီး x square minus 2hy ကလေ plus plus နဲ့ဒီရှိရ minus နဲ့မဆိုင်ဘူးเนาะဒါခွင်းထင်ရ minus ကြီးအဲ့ဒါ x square ဒီချက်တို့ဘာဖြစ်သွားမှာလဲ minus x square plus 2hy ဒီminus 2hy ဒီ minus 2 plus 2hy plus 2hy ဖြစ်သွားမယ်ပြီးရင်ဒီချက်တို့ဘာလုပ်မှာလဲဆိုရင်မျိုးတူစုเนาะသမီးအဲ့ဒီမှာ 4h square နဲ့ဘာနဲ့တူမှာလဲ 4h square နဲ့ h square နဲ့တူ4h square minus h square ပြီးရင်ချက်တို့က hy ကသမီးဒီမှာ plus 2hy နဲ့တွဲလို့ရတယ် minus 3hy square ဒီတိုင်းထား 4h square minus h square ပေါင်းပါလားနှုတ်ပါလားသမီးနှုတ်ပါပါရှင်နှုတ်ပါ 3h square plus h plus 2h ကပေါင်းပါပါ 3h 3h နောက်ကဟာပြန်ရေးသေးဒါချက်တို့ကအလျားလိုက်နှုတ်ရှင်းရမလားသမီးဟုတ်ရပါရှင်ဒီကခြေတို့က down line နှုတ်ရှင်း down line နှုတ်တာမှာလည်းအတူတူပဲခြေတို့ကပေးထားတဲ့ကိန်းနဲ့နှစ်ခုကိုအထက်အောက်တန်းစီရေးတဲ့အခါမှာမျိုးတုကိန်းလုံးတွေကိုအပေါ်အောက်ညှိပြီးတော့ရေးပေးမယ်ပြီးရင်ဒုတိယတန်းမှာရှိနေတဲ့ကိန်းလုံးတွေရဲ့လက္ခဏာကိုပြောင်းပေးမယ်နှုတ်မှာဖြစ်တဲ့အတွက်ကြောင့်နော်ပြီးဆိုမျိုးတုကိန်းလုံးပေါင်းမယ်ကဲ 4h square plus hy minus 3hy square ရေးလိုက်ပြီးရှယ်ပြီးနောက်မှာ h square ဆိုတော့ 4h square ရဲ့အောက်မှာရေးမယ်minus 2hy ဒီ plus hy ရဲ့အောက်မှာရေးမယ်ပြီးရင်ကျတို့ကဒုတိယကိန်းနဲ့လက္ခဏာကိုရှင်းလို့ပြောပြီးသားတမိအဲ့ဆိုဒီကိန်းနဲ့လက္ခဏာတွေရှင်းပါဒါဒီဒုတိယကိန်းနဲ့ကဲကျတို့ x square ဒီ plus နဲ့ပေးထားတော့ minus ရှင်းမယ်တမိအဲ့ဒီမှာခဲတဲ့လေးတဲ့ဒီမှာကျတို့ကထား minus ရှင်းလိုက်ပြီပြီး minus 2hy ဒီရှုပ်ဒီမှာ plus ရှင်းလိုက်ပြီဒီကြားထဲကအနှုတ်ကကြတော့ဒီကျတို့ကဒီကိန်းနဲ့နှစ်ခုနှုတ်မယ်ဆိုတဲ့နှုတ်တင်နေတာရမလားသမီးတိတိရမလားသမီးဟုတ်ဒီချေတို့အခု